တီသောရမမင်းရှိတယ်လောကကြီးရဲ့ဆွဲငင်အားဟာမင်းရှိတဲ့နေရာမှာပေါ်ပြီးပြင်းထန်နေကိုယ်ပဲသွားပဲရောက်မင်းစီကိုပဲပြေးလာခြင်းနေစစ်တဲ့ဆိုတာထက်ပုံမြတ်လို့တယ်လမ်းနဲ့ဆိုတာထက်ပိုတရားရတယ်စစ်တဲ့ဆိုတာထက်ပုံမြတ်လို့တယ်လမ်းနဲ့ဆိုတာထက်ပိုတရားရတယ်ဆုံးလေဒီလူကိုနဲ့သိမ့်ပါရှိတယ်လောကကြီးရဲ့ဆွဲငင်အားဟာမင်းရှိတဲ့နေရာမှာပေါ်ပြီးပြင်းထန်နေကိုယ်ပဲသွားပဲရောက်မင်းစီကိုပဲပြေးလာခြင်းနေစစ်တဲ့ဆိုတာထက်